Hello အားလုံးပဲမင်္ဂလာပါ Terabyte Henry Page ကမျိုးရောပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာ Ancestor ရဲ့ surprise message လေးကိုကျွန်တော်ဖတ်ပေးမှာဖြစ်တဲ့အတွက် pick up ပိုင်းလေး pi 1 pi 2 pi 3ဆိုပြီးတော့ရှိတယ်အဲ့တော့ကိုကြိုက်နေတဲ့တဲ့ပိုင်းလေးကိုရွေးစီချင်ပါတယ်ကဲအားလုံးပဲရွေးပြီးပြီလို့ဆရာထင်ပါတယ်ဟိုတနေ့ကလည်းဆရာတင်ပေးထားတယ်ဆိုတော့ pick up ပိုင်းလေးကိုအားလုံးရွေးပြီးသွားပြီလို့လည်းဆရာယုံကြည်တဲ့အတွက်အခု pi 1ကမျိုးစပြီးကျွန်တော်ကြည့်ပေးမှာဖြစ်ပါတယ်နော်Okay, energy ကတော့ strongly energy မျိုးတော့မြင်နေရတယ်เนาะsurprise message တခုအနေနဲ့ ancestor တွေပြောချင်နေရတယ်စူးကျင်နေရဆိုတာထက်ပြောရမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ energy ရော feminine energy တအားအများကြီးလူမျိုးတွေမှာပါတယ်ဆိုတော့တခါလေးကြောက်လို့ရှိရင်ဒီလိုကာလာတွေမှာဆိုပို့ပြီးတော့ကိုပို့ပြီးတော့ပေါ့နော်ဟိုစိတ်ကို control လုပ်ရမယ့်အပိုင်းတွေအများကြီးရှိလာလိမ့်မယ်တခုကဘာလဲဆိုတော့အာတင်နာဖို့ပဲလိုအပ်တယ်ကိုယ့်ရဲ့စိတ်ကိုတတ်တာဖြစ်ဖို့ကိုပို့ပြီးတော့ပြောမယ်ဆိုလို့ရှိရင်စကားများဖို့စကားတွေအဲ့လိုမျိုးအချင်းဖြစ်မဲ့အရာမျိုးတွေကိုယ့်ရဲ့စိတ်လိုက်မှာလုပ်မဲ့အရာမျိုးတွေတည်ထားပြီးတော့စောင့်ရှားတင်နေပေါ့နော်ပြောမယ်ဆိုရင်အထင်မြင်လွဲတာမျိုးလေးတွေဒါမျိုးလေး surprise message တခုအနေနဲ့ကိုယ်ကိုလာပြီးတော့စူနေတာပေါ့နော်အဲ့တော့ဘာလေးတွေဆရာအလုပ်ဖို့အကြံပေးခြင်းလဲဆိုလို့ရှင်တခုပေါ့နော်ကောင်းတဲ့အရာလေးတွေမျက်မိုးလင်းတာနဲ့တရကုံသုံးပါတီနော်အကြည့်တက်ကလေးနဲ့မျက်နှာလေးတစ်နော်ဖះကိုရေတက်ပဲဆရာရှိရလေးတက်ပဲပန်းလေးလူတာမျိုးနော်စွန်ကတ်တာမျိုးဒါမျိုးလေးလုပ်လို့ရတယ်ဒါပြောလို့ရှင်လဲတနေ့တာပေါ့နော်ကိုကောင်းတဲ့စကားလေးတွေစကားမျိုးထွက်ဖို့အတွက်ကောင်းတဲ့အတွေးလေးတွေနော်လူတွေကိုဟိုကောင်းတဲ့စိတ်ကလေးတွေနဲ့ကူညီပေးဖို့အဲ့လိုမျိုးလေးကိုကလည်းအမြဲတွေးပေးရမျိုးလုပ်ပေးတင်တယ်တခုပါလဲဆိုတော့လူတိုင်းမှာတော့ပြဿနာကိုစီရှိကြတယ်ကွာဒါပေမဲ့တခုအနေနဲ့ဘာလို့ဆရာအကြံပေးခြင်းလဲဆိုလို့ရှိရင်ပြဿနာကိုစီရှိကြတဲ့ဟာမှာဟိုနည်းတာနဲ့များတာနဲ့ဒါပဲကွာလိမ့်မယ်အဲ့တော့တခုပါလဲဆိုအရင်ကြီးရှေ့ကိုကြိုးတွေးတာမျိုးမလုပ်ဘဲနဲ့အခုလက်ရှိအခြေအနေမှာကိုဘယ်လိုမျိုးကို handle လုပ်ရမလဲကိုဘယ်လိုပြောင်းနေရမလဲဒါမျိုးကိုရဲ့စိတ်ကိုဘယ်လိုမျိုး agent နေရမလဲဆိုတာမျိုးလေးပဲရေးကြည့်တယ် and ဘဒူမှာသွားပြီးတော့ကြည်နေနေ ancestor ရဲ့ message ကတော့တစ်ချက်ထပ်ကြည့်လိုက်ပါဦးမယ်နော်ကိုတို့ဘာပြောချင်နေသေးလဲပေါ့နော်တခုပေါ့နော်ဘလူးရဲ့ဖြစ်နေကိုရဲ့စိတ်ကိုအဓိကတော့ internet နဲ့ external ကိုကောင်းကောင်းလေးပေါ့နားလည်ဖို့လိုအပ်တယ်အဓိကတော့ကိုယ့်ရဲ့စိတ်ကိုထိန်းနိုင်ပြီးကိုယ့်ရဲ့ power life မှာဟိုဒီကျန်တဲ့ကိစ္စတွေဆိုတာဘာမှမဖြစ်တော့ဘူး ACC နဲ့ကိုဖြတ်တန်းကြော်လွားနိုင်တဲ့အနေအထားတစ်ခုကိုဖြစ်လိမ့်မယ်ဒီအဖွဲ့က yin energy အရင်များတယ်အဲ့တော့ yin energy တခုအနေနဲ့ယူတင်တယ်အဲ့တော့ yin energy ယူဖို့ဆိုလို့ရှိရင်ညာဘက်ကိုပဲဖြစ်တောင်းတဖြစ်မဲ့အချိန်လေးမှာ meditation လုပ်တာမျိုးလေးတွေเนาะအဲ့လိုပုံစံမျိုးလေးတွေလုပ်ပေးခြင်းအပြင်ကိုယ့်ရဲ့ yin energy ကိုပို့ပြီးတော့မြင့်တင်ပေးတာမျိုးလုပ်တင်တယ်ဒါမှမဟုတ်လို့ရှိရင်လည်းကိုယ်ကမအားဘူးဆိုရင်တော့မှအတက်နိုင်ဆုံး grounding လေးပေါ့နော်သွားပြီးတော့မြက်ခင်းစိမ့်လေးပေါ်မှာလမ်းသွားလျှောက်တာမျိုးဒါမှမဟုတ်တစ်တော်တွေတစ်ပင်တွေနဲ့သွားပြီးထိတွေ့တာမျိုးလေးညံ့လုပ်ပေးတာမျိုးလုပ်တင်တယ်ပေါ့နော်surprise အနေနဲ့ကတော့ကိုလာပြီးတော့တော့ကပြီးမဲ့လူကတက်တီးတန်းရှိနေအဲ့တော့အဲ့ surprise တွေကိုဒီကတော့ကိုဘယ်လိုမျိုးအလိမ္မာနီးနဲ့ရှောင်ရှားလို့ရနိုင်မလဲဆိုတာပဲကိုရဲ့ရွေးချယ်မှုကအရေးကြီးတယ်နော်ဟုတ်ပြီလားအဲ့တော့awareness တခုအနေနဲ့နေ့စဉ်ကိုရဲ့လှုပ်ရှားမှုလေးကိုတတိထားပြီးတော့ yan energy ကိုနည်းနည်းလေးပြန်ပြီးတော့ balance yan ကို balance ဖြစ်အောင်နေဖို့အရေးကြီးရယ်နော်ဟုတ်ပြီလားကဲအဲ့ဆို group 1လေးပြီးပြီနော်group 2လေးတွေစကြရအောင် group 2လေးတွေကလေလုံးဝကို inner journey inner mindset တွေ life you have to totally changes တခုအနေနဲ့ဖြစ်လာတာမျိုးရှိရတာမျိုးဒါမှမဟုတ်ကိုယ့်ရဲ့ရွေးချယ်မှုတွေတခုအနေနဲ့လိုရတာမျိုးတွေရှိနိုင်တယ်ဆိုတာမျိုးဆိုပါလာမလဲမျိုးကြည့်ကြရအောင်ပေါ့နော်ဒီဖွဲ့လေးရဲ့ energy ကိုကြည့်ရတဲ့အနေအထားတစ်ခုရအခုငါတို့ကို inner cycle ကိုအလုပ်လုပ်ရတာမျိုးရှိလိမ့်မယ်အဲ့တော့ ancestor တွေနဲ့အနေနဲ့ပြောမယ်လို့ရှင်တော့တခုဘာလဲဆိုတော့တခုလူချင်းတခုပေးစားရတယ်ဆိုတဲ့ဟာမျိုးလေးဒါမျိုးလေးကိုမှရွေးချယ်စရာလေးတွေလုပ်ရတာမျိုးလေးရှိလိမ့်မယ်အဓိကတော့ကိုယ့်ရဲ့အတွေးတွေကိုယ့်ရဲ့မှန်ကန်မှုပေါ့နော်ကိုယ့်ရဲ့အတွေ့အကြုံမှန်ကန်မှုဆိုတာအဓိကကတော့အချိန်တစ်ခုတော့ပေးရတာပေးဆက်ရတာမျိုးလေးရှိတတ်တယ်အဲ့တော့ကိုကအဲ့လိုမျိုးဟိုဘယ်လိုမလဲဟိုအချိန်တစ်ခုမပေးဆက်ပင်နဲ့လှုပ်လိုက်တဲ့အရာတွေလောလောလှုပ်လိုက်တဲ့အရာမျိုးတွေကကိုယ့်အတွက်အမားပါနိုင်တယ်အမားတွေပေါ့နော်များနိုင်တယ်ပေါ့နော်အဲ့အတွက်ကြောင့် ancestor တွေရဲ့ message ကိုလည်းကြည့်ရမယ်ဆိုလို့ရှိရင်ဘယ်ရမဆိုပေါ့နော်ရာအားလုံးအဖက်ဖက်ကမြင်ချင်းချိန်ပြီးတော့ချိန်ဆပြီးတော့မှအလုပ်လုပ်တင်တယ်လို့ပဲမြင်နေပေါ့နော်တတိလေးကိုအမြင်နဲ့ကတ်ထားဖို့လိုအပ်တယ်ဒီလိုမျိုးတတိလေးကိုကတ်ထားပြီးတော့လိုအပ်တဲ့အနေအထားတစ်ခုနဲ့တွားမှာတခုအနေနဲ့လည်းကြည့်ရတာဘာလဲဆိုတော့ဒီဖွဲ့လေးမှာလည်းအခုငါလို energy က
yin energy တခုအနေနဲ့ရှိနေအဲ့တော့ yin energy ကတော့ယော့နေတဲ့အနေထားတစ်ခုကိုလည်းမြင်ရတယ်ဘာလို့လဲဆိုတော့ဒီခါလေးကြောက်လို့ရှင်စိတ်အာရုံထွေးပြားမှုတွေအများများလာတဲ့အခါမှာအမှားပါတတ်တယ်လောက်ရတဲ့ကြိုင်ရတဲ့ဟာတွေအကုန်လုံးကအဆင်မပြေဖြစ်တတ်တာမျိုးလေးရှိတတ်တယ်အဲ့တော့တစ်ခုအနေနဲ့ကိုယ့်ရဲ့စိတ် clear ဖြစ်ဖို့အခုငါလို့အကြံပေးချင်တာကတော့ဘာလေးတွေလုပ်တင်လဲဆိုတော့ဒီဘွဲလေးတွေမှာကောင်းတဲ့ကံကောင်းခြင်းတွေကတော့ရှိတယ်အခုငါလိုရမယ်ကံကောင်းခြင်းတွေဆိုတာကိုလှုပ်လိုက်တဲ့ရွေးချယ်လိုက်တဲ့အမားတွေကဒါကိုတော့နှုံသားရစရာဖြစ်သွားနိုင်တယ်အဲ့ဒါကြောင့်မလို့ပါအဲ့တော့အဓိကတော့အချိန်ပေးပြီးတော့ဆုံးဖြတ်ချက်ကိုအချိန်ပေးပြီးတော့မှချတင်တယ်လို့ပဲပြောချင်တယ်အဲ့တော့တခုအနေနဲ့ကတော့ကိုယ့်ရဲ့စိတ်ကို clear ဖြစ်အောင်ကိုယ့်ရဲ့စိတ်ကိုအာယုံတစ်ခုအနေနဲ့စိုက်နိုင်အောင်ပေါ့နော်အရေးကြီးရလှုပ်တင်တယ်ပေါ့အာယုံတစ်ခုဆိုတစ်ခုပဲလှုပ်ပြီးတော့သွားတာမျိုးလှုပ်တင်တာမျိုးအရေးကြီးတယ်ဒီဖွဲ့လေးတွေကိုပို့ပြီးတော့လှုပ်စေချင်တာဘာလဲဆိုလို့ရှိရင်များများပေါ့နော်ဒီဖွဲ့ energy ကနည်းနည်းပြင်းတယ်ဟိုမျိုး psychic energy မျိုးပို့ပြီးတော့မြင်ရတယ် energy ရမ်းပြင်းတယ်အဲ့တော့ကိုယ့်ရဲ့ဒီရပိုင်းတွင်းမှာမနှောပြက်စရာလေးတွေလို့စိတ်အကြည်ဓာတ်ကလေးတွေပြောင်းအောင်လုပ်တဲ့အရာမျိုးလေးတွေကိုရှောင်ပြီးတော့ကိုယ့်ရဲ့ psychic power energy ကိုမြင့်တင်မှာနော်နီးမျိုးစုံအများကြီးရှိတယ်အဲ့တော့ psychic power energy မျိုးကိုရတဲ့အတွက်ကိုယ့်ရဲ့စိတ်ကိုအဓိကတော့ deep down မဖြစ်သွားအောင်ပဲအရေးကြီးတယ်အများကြီးတော့မပြောချင်ဘူးဘာဖြစ်လို့ဆိုတော့ဒီ energy မှာdivine energy မျိုးကိုလည်းရမိတယ်ပေါ့နော် so be careful နော် group 2လေးတွေကိုရွေးတဲ့လူတွေဟုတ်ပြီလား psychic energy ပိုင်ဆိုင်တဲ့လူတွေများတယ်ဒီဖွဲ့လေးတွေမှာ okay group 3လေးတွေစရအောင် group 3လေးတွေရဲ့ energy ဒီmaybe တခုအနေနဲ့ပေါ့နော် strongly ကိုယ့်ရဲ့ inner ကဖြစ်လာတဲ့အရာမျိုး strongly ဖြစ်တဲ့အရာမျိုးမြင်ရတယ်နှမျိုးလဲခံစားမိတာဟိုဒီဖွဲ့လေးတွေရဲ့စိတ်ကိုသူတို့ကအတွင်းအပြင်ပိုင်းနဲ့စိတ်အတွင်းပိုင်းရဲ့ဟာတွေက like အမြဲတမ်းဟိုပြောင်းပြန်ဖြစ်နေတတ်တယ်အဲ့တော့ ancestor ကဘာဒီမြန်like တတိထားဖို့မြန်ပြောနေတယ်လဲတော့မသိဘူးပေါ့နော်သူတို့ရဲ့ surprise message လေးတစ်ချက်ဖတ်ကြည့်အောင်ပေါ့နော်ဒီဖွဲ့လေးတွေမှာကလေဘာလဲဆိုတော့သူတို့ရဲ့အောင်မြင်မှုတွေရဲ့နောက်ွယ်မှာတခုဘာလဲဆိုတော့ဟိုလောက်တိုင်းအောင်မြင်မှုဆိုရင်ခုငါလို့ပေါ့နော်စိတ်แท้ကလည်းရင်းနှီးရလည်း reflection တခုအနေနဲ့ inner cycle ကလည်းအကောင်းဆုံးဖြစ်အောင်လုပ်ဖို့အတွက်ကိုယုံကြည်မှုကိုယုံကြည်မှုထားပြီးတော့အပြင်ဘက်မှာလည်းတကယ် action ယူနိုင်မှပို့ပြီးအောင်မြင်နိုင်တယ်ဆိုတာဟာမျိုးလည်းခံစားမိတယ်အဲ့လို3လေးတွေအားလေးဘယ်လိုပြောမလဲအရန်စူးစားတယ်မနာဘူးပေါ့နော်ပြောချင်တဲ့သဘောတော့ရက်တန့်မနေဘူးဘာမှမဆိုကိုလုပ်ဖို့အတွက်ကိုကစွန့်စားတဲ့ဟာမျိုးသူတို့မှသူတို့ရဲ့အိတ်စိတ်ကလေးရှိတယ်အဲ့တော့တခုအနေနဲ့ကတော့မပြင်းပါနဲ့ကိုလှုပ်ရှားရှိတဲ့အရာကိုတတမမတ်သွားဖို့အတွက်ကိုကဒီစရာလေးအကောင်းဆုံးဖြစ်အောင်လုပ်ပါအင်းတိုက်အားတိုက်လေးပေါ့နော်အဲ့လိုမျိုးလေးကိုယ့်ရဲ့စိတ်ကိုမူဒီတွေပါပဲတွားပြီးတော့တော့မထည့်ထားပါနဲ့ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်နည်းနည်းတော့အခြေခံညံ့တဲ့တဲမှာတော့ဒီဖွဲ့လေးတွေပါတတ်တယ်အခြေခံညံ့နေချစ်ကံမကောင်းပေါ့ကွယ်ချစ်ကံခေရလို့ပြောရမှာပေါ့ဒီရပိုင်းတွင်းမှာဒါလည်းရပိုင်းတွင်းမှာပဲဒါပေမဲ့ကောင်းလည်းမကောင်းလည်း on and off ကတော့အမြင်နဲ့ဖြစ်နေခါကြလို့ရှိရင်တွေ့ချင်မှလည်းတွေ့တခါကြလို့ရှိရင်တယောက်ချင်းနဲ့တယောက်ကိုကြောချင်းကပ်ပြီးတော့စိတ်ဆိုးခြင်းနဲ့စိတ်ဆိုးနေတာစိတ်ကောက်ခြင်းနဲ့စိတ်ကောက်နေတာဒါမျိုးလေးတွေရှိတယ် group 3လေးတွေကအဲ့လိုမျိုးစိတ်ကအဲ့လိုမျိုးမူမမှန်တာကအဲ့လိုအရာဒီလိုအရာဒီကြောင့်ပဲသူတို့ဘဝမှာဖြစ်တင်သလားမဖြစ်တာရတင်သလားမရတာမျိုးလေးတွေရှိတတ်တယ်အဲ့ဒါကိုကိုကလေးနားလဲသွားတဲ့ချိန်ကြလို့ရှင်ဘာဖြစ်လဲဆိုတော့ဒီအရာကိုပေါ့နော်ပြဿနာနားလဲတယ်ဆိုတာထက်ဒီအရာကိုဟိုဒီ experience တွေကိုလက်ကင်ပြီးတော့ဘယ်လိုမျိုးကိုယ့်ရဲ့ဘဝတိုးတက်ဖို့အတွက်ကိုဘယ်လိုမျိုးလုပ်ရလဲဆိုတာမျိုးတခုဒါသူတို့လုံနိုင်သွားပြီသူတို့ handle လုပ်နိုင်သွားပြီဆိုတဲ့အနေအထားတစ်ခုဆိုရင်ပို့ပြီးတော့ကောင်းမွန်လာလိမ့်မယ်ဟုတ်ပြီနော်အဲ့တော့ခုချိန်မှာhealing လုပ်မယ်ဆိုလဲလုပ်ဘာလို့ဆိုတော့နည်းနည်းပေါ့နော်စိတ်ခံစားချက်တွေအရန်အောင်ပြင်းထန်ပောက်ကွဲနေတဲ့အနေအထားတစ်ခုလည်းမြင်ရတယ်အဲ့တော့ healing လုပ်ရမယ်ဆိုလဲလုပ်ပြီးတော့မှလူသစ်စိတ်ကလေးနဲ့အကောင့်ထဲကိုဘဝတလန်အတွက်အကောင့်ထဲပို့ဖို့ကိုစူးစမ်းပါနော်အဲ့တော့အများကြီးပြောစရာတော့မရှိဘူး group 3လေးအနေနဲ့တော့နော် ancestor တွေရဲ့ message ကတော့ကောင်းပါတယ်နော်ဟုတ်ပြီလားတခုပဲအဲ့လိုမျိုးအခြေအကြီးရဲ့ကလေးရှိနေတာတော့မြင်ရတယ် group 3လေးနော်ကဲအားလုံးပဲဖတ်ပိုင်ပါနော်